그거 막 구수인 저로 자이한테 다 태. 기아인 스캔 토콜라 비디오 디베. 이마 잡는 좀 튕겨 타는 이야고. 저는 러시아 가마 앞이야마 구두에 타이마면 다시네 저로 베이스 타비로 마인이 타오나 봐요. 디 다시 저는 또 튀래다네 마인 거에 저는 때마봐. 아미아이 바베 타오나라 노. 디 나리 된 6လုံး 9လုံး ကျွန်တော်တွေ့ပါတယ်ဟောဒီမှာတစ်လုံးမှာဟောဒီအောက်မှာတစ်လုံးမှာဟောဒီမှာတစ်လုံးမှာလမ်းပေါ်တင်ထောင်းလာတာပါဗျကျိုးကျွန်တော်ကလုတ်တက်မိလိုက်တာနဲ့ကျွန်တော်ဒီဟာမိုင်းကွဲပြီးတင်နေမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဝင်စရာလမ်းမရှိပါဘူးစောစောကတော့ကင်းတက်တာတွေရှိပြီးတော့ခဏဆောက်ပါလူကြီးလာလိမ့်မယ်ဆိုပြီးတော့ဆောက်ခိုင်းတာအခုဆိုရင်2နာရီခွဲတိတိကြာသွားပါပြီကျွန်တော်ဒီနားမှာထိုင်ဆောင်နေတာဒီဘူးကျဲတဲ့ဒီမှာပါကျွန်တော်ရီလဲငတ်ပါပြီသမီးလည်းမစားရသေးပါဘူးအခုမြန်မာစံတော်ကြီးနေကင်း2နာရီ10မိနစ်ရှိသွားပါပြီဘယ်သူမှအမီးလို့ပြန်လို့အော်လို့မရတော့ပါဘူးအကုန်လုံးတက်ပြန်ဆုပ်ပြီးတော့စီးသိမ်းပြီးတော့ထွက်သွားပါတယ်အဲကျွန်တော်တို့ပြန်မဝင်နဲ့ဆိုတဲ့သဘောမျိုးလို့ကျွန်တော်တို့နားလဲမိပါတယ်ကျွန်တော်တို့မဝင်လို့မရပါဘူးခုနလေးမှာကျွန်တော်တို့ကားကြီးထားတာပါတယ်ဒီတားစီကိုဖြတ်ဖို့ဆိုရမှာလဲမိုင်းနေပဲတတ်ထားတော့ကျွန်တော်တို့ဟိုအသေးတတ်ထားခဲ့တဲ့သဘောလေးဖြစ်ပါတယ်ဝင်လာရင်တီးပြီးစီဆိုတဲ့ပေါ်ပါပြီ။ကျွန်တော်တို့ဘယ်လိုနားလဲရမလဲဆိုတော့စဉ်းစားခက်နေပါတယ်။ပြောဆိုတော့အနေအပြည့်ရှိပါတော့ဟုတ်မှတလုံးပါဗျ။ဟုတ်မှတလုံးပါဗျ။ဟုတ်မှတလုံးပါဗျ။အများကြီးပါ။ဒီထဲမှာတလုံးပါဗျ။ကျွန်တော်တို့ဒီမှာကြာနေလို့မသိမှာဘူး။ဒါဆိုသူတို့ကနေဘူးအောက်ထဲမှာအကြာကြီးထားလို့ရှိရင်ခြေမီးချွာပြီးကွဲတတ်ပါတယ်။အဲ့တော့ကျွန်တော်တို့ပြန်လည်ဆုတ်ခွာသွားပြီးတော့ရေချောင်းလေးကနေဖြတ်တဲ့ဖို့ကျွန်တော်ကြိုးစားမှာဖြစ်ပါတယ်။ကျွန်တော်တို့ရဲ့နောက်နိုင်ဝတ်တနိုင်တော့တွင်ဖြစ်မဲ့အလားအလာတွေကတော့မပြောတတ်ပါဘူး။ဘာတွေဖြစ်လို့ဖြစ်လာမှန်းကျွန်တော်မသိပါဘူး။ဒီကြတော့ကျွန်တော်တို့ကစာနာစိတ်ကင်းမဲ့တော့ကိုချင်းစာတရားခေါင်းပါတော့လူခွင့်ဆိုတာနားမလဲတော့ပြည်သူလူထုရဲ့လူလားချက်ဆိုတာကိုတန်ဖိုးမထားတော့အခြေအနေတရက်နဲ့ရင်ဆိုင်နေရတယ်ဆိုတော့သိကြပါတယ်။စစ်ပေးကြောက်ပျက်စီးနေတဲ့အဆောက်အအုံတွေမိရှုခံထားတဲ့အဆောက်အအုံတွေကြားထဲမှာတိုင်ပိုင်းအဆင့်ဆင့်နဲ့ကျွန်တော်တို့ပြန်လမ်းကိုပိတ်ဆို့ထားပါတယ်။အခုဆိုကျွန်တော်တို့ဖွဲ့ဆောင်ဆိုင်နေတာ2နာရီခွဲကျော်သွားပါပြီ။ဒါကြောင့်ကျွန်တော်ပြန်လဲဆုတ်ခွာပြီးတော့ဒီအောက်ကမုန်းနဲ့ချောင်းတိုင်းကျွန်တော်တို့ပြင်ပန်းခံပြီးဖြတ်ပါမယ်။ကျွန်တော်ရှိရပဲဥဆောင်ပြီးဖြတ်ပါမယ်။မိုင်းနင်းမိနေတော့ကျွန်တော်ပြတ်ပါပါဗျာ။ကျွန်တော်ခြေရလိုက်လိုက်ခဲ့ပြီးတော့ကျွန်တော်လည်းပါလာတဲ့32ရောက်တော့တိုင်းသားအလုံးကျွန်တော်ပြောထားပါတယ်။ဒါကြောင့်ကျွန်တော်ပြန်လဲဆုတ်ခွာလာပါတယ်။အခုကစကမီးမီလို့မရအောင်ဘယ်သူမှလည်းမရှိတော့ပါဘူး။တပ်ဖွဲ့အလုံးဆုတ်သွားပြီးကျွန်တော်တို့တိုးလိုင်း TBC ဆိုတဲ့သဘောမျိုးနဲ့ထားကြတဲ့အခြေအနေဖြစ်နေပါတယ်ဝမ်းနဲ့စာနဲ့ပဲကျွန်တော်တို့ချောင်းရိုးတိုင်းပြန်လဲထွက်ခွာပြီးတော့ကျွန်တော်တို့ကားလေးဟိုးမှထားတာပါလေဟိုးမှာကားလေးရှိတာကျွန်တော်ပြန်တော့ပါမယ်ကျွန်တော်တို့လှမ်းမြင်နေရပါတယ်ကားလေးရှိရအောင်ဒါပေမဲ့ကျွန်တော်သွားလို့မရပါဘူးခလေးမှာဟောလိုချောင်းရိုးရှိပါတယ်မုန်းနဲ့ချောင်းအကျယ်ကြီးပါချောင်းရိုးကျွန်တော်တို့ကျိုးသားပန်းသားကူးဖြတ်မှာဖြစ်ပါတယ်ရေတော့နှစ်တယ်မတတ်နိုင်ဒီလိုပဲရေဖြတ်ပစ္စည်းတွေရေဆိုကင်မရာရေဆိုခံပြီးကျွန်တော်သွားမှာပါအဲ့တော့ဒီစတစ်ကတ်တွေကိုကျွန်တော်တို့ရေလုံးနဲ့ကြွေးတွေထုတ်ပြီးတော့ဖြတ်လာပါဟုတ်ပြီလားအော်မမိုင်းကျိုးပါကျွန်တော်ကြော်ပြီးသွားပါမယ်ကျွန်တော်တို့နိုင်ငံအနာဂတ်အတွက်လွတ်လပ်သောပြည်ထောင်စုအတွက်တန်းတူညီမျှရှိသောနိုင်ငံသားများရဲ့အလုံးအခွင့်အရေးအတွက်ဒီကျိုးတွေဟာနောက်ဆုံးကျိုးတွေဖြစ်ပါစေလို့ကျွန်တော်ဆုတောင်းပါတယ်ရှင်းမှာကျွန်တော်ပြန်လှုပ်ပြီးမယ်မပြန်နဲ့ကျွန်တော်ရေပေါ်ကြီးပါကျွန်တော်ဖွဲ့အားလုံးကျွန်တော်ပြန်လှုပ်ပါတယ်သူတို့မပြန်ပါဘူးကျွန်တော်နဲ့အတူနေခဲ့ပါတယ်နေရချစ်ချစ်တော့ပူပြင်းနေပါတယ်တောက်စရာရေလည်းမရှိတော့ဘူးစားစရာလည်းမရှိတော့ဘူးကျွန်တော်ဒီချောင်းကြီးဘယ်လိုဆက်ဖြတ်ရမလဲခက်ခဲတွေကြားထဲကျွန်တော်ဆက်သွားမှာပါဟိုမှာတော့တိတ်ဆိတ်6တွေ့နေတယ်လူသူကင်းမနေတော့အတားအဆီးနဲ့အခြေမြေအသက်ဝင်ပေါက်ကွန်းနိုင်တဲ့မိုင်းများကကျွန်တော်တို့စီးကျူနေပါတယ်စစ်မြေပြင်အဋ္ဌာယုံတွေကိုလက်တွေ့ပကတိမြင်ကွင်းနဲ့ရှင်းပြီးလူဘဝရဲ့မမြဲသောသဘောတဘာဝတွေသုံးသပ်မိသလိုလောဘဒေါသမောဟနဲ့အတ္တကြီးမှုတွေရလက်တွေနောက်ဆက်တွဲတွေနှမိတ်ပုံတွေကိုလည်းထင်မြင်နေမိပါတယ်။ကိုပြူသောကံပဲ့တင်တန်ကိုထံပြန်လာမယ်ဆိုတာသဘောတဘာဝကိုများခုလိုအမိပေးပိုင်ခွင့်ရှိသူအာဏာရှင်ကြီးများနားမလည်မိလျော်သလားလို့ကျွန်တော်တွေးမိပါတယ်။ယူသားစွာနဲ့တိုင်းသားချင်းကိုညီရိုင်းပင်စိတ်နဲ့စေဝါကိုညီသွားပေးတဲ့ကျွန်တော်တို့တွေကိုအပြန်လမ်းမှာအခုလိုလူသမိုင်းနေနဲ့ပိစုတာစီပြီးလုံးဝပြန်ဝင်ခွင့်မရအောင်ပိစုထားခြင်းဟာ
저는 내게 나가도 거문에 떠마이 보이디 장이 니네 봐봐 말라 디자로 저노리하 디하오의 남의 사운이야 밀르리 디우스라 봐베 저노로 나가디 저노로 뮤직의 레터마로 이쿨로묘 비비아리 위과와지 저노 묘리네메 난 나이웨트나이 별로 피면만 못이래 나가고 비두 드레스를 간사진에 저노 살란래 봐고메 그 저노 도와줘 비시지 봐 그래서 처음에 라인 또 뭐야 뭐야로 응? 생하래 아미아이 많이 에이 다시야 또 티루미야 아마 에이 많이 6လုံးစက်ထားတယ်တော့လှုပ်လိုက်တာနဲ့ကိုယ်လေးလူလေးတယောက်မရှိကျွန်တော်ခေါ်ပြီးတော့ပြန်ဆုတ်မယ်ကျွန်တော်တိုင်မိုင်းနေတတ်ထားတယ်ချောင်းရိုးတိုင်းကျွန်တော်ဖြတ်ပြီးတော့ချောင်းကမ်းမအတိုင်းပဲကျွန်တော်သွားကြမယ်ချောင်းရွှွနဲ့မှတော့မိုင်းမရှိတော့ဘူးလားဘယ်တော့ပဲမှထောင်နဲ့ကျွန်တော်ချီရတာလက်မသိဘူးလားလောတော့ကိုတော်စင်သွားတယ်အေးသွားလေအဲ့ဒီပြန်သွားမှလေကျွန်တော်တို့ကတော့ဘယ်ချိန်ဆင်းလဲအခုဆင်းမယ်စပြီးတော့ဘာလို့လမ်းဆောင်မှာတနားရီလောက်ရှော့ရလိမ့်မယ်ဒီကိုဒါမှဟို3နာရီလောက်ကျွန်တော်ရောက်မယ်ဒီမှာသူတို့ဖြတ်ပိုင်းဘယ်တော့မှပြန်လာမှာဘူးမှမရှိတော့အကုန်ရုပ်သွားဆိုကျွန်တော်တို့တင်ပေးစီဆိုတဲ့ဘောနဲ့ထားခဲ့တာအဲ့တော့ကျွန်တော်ဆက်ထွက်အောင်လူကဗျာခစ်တခုစနစ်တခုအောက်မှာတော့ဒီလိုပုံရိပ်တရားတော့ကျန်ခဲ့မှာပါပဲဒီပစ္စည်းဘာလို့ယူမသွားကြတာလဲသူတို့တွေကလည်းအောက်ကိုတရားကြည့်တော့ပါလမ်းဘေးလုံးဝမစင်ပါနဲ့ခုကျွန်တော်ညင်ညင်ဖွဲ့လက်ကြိုင်းဆိုရမိုးနဲ့တရားနေပြီးတော့ KNY တပ်စခန်းရှိတဲ့နေရာဘက်ကိုကျွန်တော်ပြန်လဲထွက်ခွာလာပြီဖြစ်ပါတယ်ကျွန်တော်တို့အိမ်ပြန်လန်းခီးပိတ်ဆို့တားဆီးခံရပြီးမိုင်းထက်နဲ့ဝင်းရံထားတော့ကျွန်တော်တို့ဘလို့မှပြန်လန်းတိုင်းပြန်လို့ဖြစ်တော့ပါလူမျိုးရေးတပ်ဖွဲ့တပ်မတော်သားတွေလည်းမရှိတော့ပါဘူးသူတို့တပ်ပြန်ဆုတ်သွားပါတယ်ချက်ချင်းကြီးကိုကျွန်တော်တို့ခဏဆောက်မှလို့ပြောပြီးတော့သူတို့တပ်ဆုတ်ခွာထွက်သွားပါတယ်အဲ့တော့ကျွန်တော်တို့ဒီအသားစီးတွေကိုလည်းဘလို့မှဖယ်ရှားပြီးပြန်လို့မရပါဘူးဒါကြောင့်ကျွန်တော်တို့အားလုံးခုလိုပဲပြန်လမ်းဆောက်လာပါတယ်အခုဒီဘေးပင်ညာတစ်လျှောက်မှာတော့ remove mine တွေနှုတ်ထားတယ်နှစ်ဖက်တက်ကတန်းအောင်ပြောထားပါတယ် remove mine ဆိုတာတယ်လီဖုန်းဝင်ဖုန်းပြောလိုက်တဲ့ဒီ radio wave ရနဲ့ထားခွေးတက်တဲ့သဘောပါဘယ်နာမှမြင်ထားလို့ကျွန်တော်မမြင်ရပါဘူးနှစ်ဖက်တက်ကမှားတဲ့အရာလက်ဆက်သွယ်ရေးစက်တွေတယ်လီဖုန်းတွေလုံးဝအသုံးမပြုဖို့အချိန်ချင်းတတိပေးမှာထားတဲ့အတွက်ကျွန်တော်တို့ဆက်သွယ်ရေးတော့ပြတ်တော့နေပါကျွန်တော်တို့တွေနောက်ဖက်ကိုပြန်လဲဆုတ်ခွာလာပြီဖြစ်ပါတယ်တမိုင်းအတွက်အထင်ကြီးအမှတ်တမ်းတစ်ခုဖြစ်ပြီးမြင်ဝမ်းနည်းစွာနဲ့ကျွန်တော်တို့တွေ့ကြုံရတဲ့ကိုနော်လာသားတွေတည်အောင်ပြန်ပြောပြရမှာဖြစ်ပါတယ်ဒါမှပြည်တွင်းစစ်ဖြစ်ခဲ့တဲ့နိုင်ငံမှာဒီလိုတွေရှိခဲ့ပါလားဒီလိုစွတ်ထိတ်ကြောက်လန့်ရမှုတွေကိုတိုင်းသားတွေနှစ်ပေါင်းများစွာခံစားခဲ့ရပါလားမလုံးကြုံတဲ့အနာကထိတ်လန့်ချောက်ချားပွဲမနှက်ဖြန်တွေကြားမှာသူတို့အသက်ရှင်ရပ်တည်ခဲ့ရတဲ့နှစ်တွေမနှဲပါလားဆိုတဲ့ကိုချင်းစာစိတ်ကိုကျွန်တော်တို့အခုလိုကိုယ်တိုင်ကိုကြဖြတ်တန်းနေတဲ့လမ်းလျှောက်နေတဲ့ခိုက်တန်းလေးမှာပဲကိုချင်းစာမိပါတယ်ဘေးဦးမစင်ပါနဲ့ကျွန်တော်တို့ထဲကတယောက်မှထိခိုက်ဖြစ်လို့မဖြစ်ပါဘူးအဲ့တော့ဘင်းစစ်ဆိုတာပဲစစ်မှမကောင်းပါဘူးဒီမှာရေဘူးပါသေးလားကျွန်တော်ရင်းနေတိုက်ပါအာကောင်နဲ့6နေပူရှက်တော်ပြင်းပါတယ်ခုဆိုရင်နေ2နာရီနဲ့15မိနစ်ပါကျွန်တော်တို့စုစုပေါင်းအဲ့အပူအောက်မှာထိုင်နေတာ2နာရီခွဲတိတိရှိပါပါတယ်ဒီလာပိုင်းရာသီဥတုကနေကင်းပဲဒါအပူပြီးညဘက်ဒါအေးတဲ့ရာသီဥတုဖြစ်ပါတယ်ကျွန်တော်ပြန်ကြည့်ပြီးပါတယ်ကျွန်တော်နာဂတ်ဒီဖြစ်ဒီလာမယ်နာဂတ်ဒီနောက်မှာရိတ်ဆိုတော့တကောက်လိုက်ပါတတ်တယ်ဆိုတဲ့သဘောကိုလည်းကျွန်တော်တို့တွင်းမိပါတယ်လက်ရှိနှစ်ဖက်ကောင်းဆောင်ကြီးတွေရိတ်ဆိုတဲ့သဘောမစောကြမိလေသလားကျွန်တော်စဉ်းစားနေပြန်ပါမယ်ခုကျွန်တော်တို့နေကိုကြောပေးနေတဲ့ကြောင့်ကိုယ့်ရိတ်ကိုမြင်ရပါတယ်သူတို့တွေကနေကိုပဲမျက်နှာမူနေလို့ကိုယ့်ရိတ်ကိုသတိမမူမိတာလားစဉ်းစားကြပါမ
မတိုင်းတန်လာတဲ့ရည်စည်းကိုကျွန်တော်ဖြတ်ရမှာပါလက်တဲ့နေရာတွေနဲ့ပါအဲ့တော့ကျွန်တော်ဖြတ်ကျော်ပြီးတော့ဘကန်ကူရပါမယ်ကူတဲ့ခါမှာလည်းဘယ်နားမှာမိုင်းရှိတယ်မရှိဘူးကျွန်တော်မသိနိုင်ပါဘူးခီးရလည်းဝေးกว่าပါတယ်ဆိုင်ကယ်တွေကိုကဲရင်တက်စကန်ဘက်မှာပြန်ထားခဲ့ပြီးလမ်းလျှောက်မှာဆိုတော့ကျွန်တော်တနားရီလောက်တော့အနည်းဆုံးလျှော့ရလိမ့်မယ်ထင်ပါတယ်ငင်းငင်းအတွက်ငင်းငင်းစွာကျိုးပန်းသူတို့အတွက်ရရှိတော့မငင်းငင်းနဲ့ရလာတယ်ဖြစ်ပါတယ်ဒါပေမဲ့သဘောပေါက်ရင်တော်တော်ရှုခင်းနေရတော့တာလှပါပြီလေရှုမောလို့မဆုံးမမဲ့ရင်ထဲအမောတော့သူတို့မဖြေသိပ်ပေးနိုင်ပါဘူးကျွန်တော်ဖွဲ့သားအားလုံးမျက်နှာတွေမတမယာဖြစ်ကြပါတယ်။ဘာကြောင့်လဲ။ချင်းမြွေးပိုင်းကွဲပြီးတော့လူဘဝစီဝင်လွတ်နိုင်လို့ပါ။ပြီးတော့ဘာဖြစ်လာမှမသိတဲ့မနှက်ဖြန်နေအတွက်ပါ။ခုလိုတဲမှာခက်ထန်စွာပိတ်ဆို့ပြီးဆိုကြတဲ့ကျွန်တော်အပြန်လန်းခီရတာယာဖြောင်းပြီးနိုင်မှာမဟုတ်ဘူးဆိုတော့တွေးမိပါပြီ။ဘယ်လိုဖြစ်နိုင်မလဲ။သူပြအသေးထွက်သွားမလား။ချုံနောင်ခံဘဝနဲ့ဘဝတုံးသွားမလား။သို့မဟုတ်စစ်ကြောမင်းမြန်ကန်ကိုရောက်ရှိသွားမလား။ဘာမှမသိတဲ့အနာဂတ်တွေအတွက်ရင်မောနေမိတာတော့အမှန်ပါပဲ။လက်တီကြတာတော့ကျွန်တော်တို့ဟာငါတကောကောအတ္တကျိုးအတွက်ထင်တယ်လို့လုပ်နေကြတဲ့လူတွေမဟုတ်ဘူးဆိုတာပါ။ကျွန်တော်တို့သားစဉ်မျိုးဆက်ဆက်တော့ပြောင်းစုသွားအားလုံးငင်းငင်းစွာအတူရှင်တွဲနေထိုင်ပြီးတော့တော့ကအပူမိတွေတောက်လောင်ခြင်းမှာကင်းဝေးပြီးလုံခြုံမြတ်တာအချင်းတဲ့ဘဝတွေရစီဖို့ကျွန်တော်တို့တက်ရှိရင်းချက်ပြီးတော့လူသားတွေတက်နိုင်ရနေရာကတက်နိုင်တယ်လို့ဝိုင်းပြီးလူကဘာသာလှပဖို့ကြိုးစားကြစင်တာဖြစ်ပါတယ်ကျွန်တော်ကိုကျိုးအတွက်ကျွန်တော်ကြိုးစားနေတာမဟုတ်တဲ့အတွက်ကြောင့်ကိုလိပ်ပြာကိုလုံပါတယ်ကိုတိတ်ခါကိုယုံပါတယ်ကိုမေတ္တာတွေကိုပုံအပ်ပြီးတော့မေတ္တာပို့လမ်းလျှောက်နေခဲ့ပါပြီဗျာ